ဆောင်ရမ်းငယ်ဒါပေမဲ့ခမင်းနဲ့ဆိုင်တော့အဲ့လိုကြီးမဟုတ်ဘူးကွာသူ့ရဲ့ပေးထားတဲ့ဒီမှာကြမ်ဆိုင်ခေါ်လာငါကောင်းတယ်နော်ပြီးငေါ့အချင်းတစ်မျိုးပေးထားတယ်ဟဲ့ငါပြီးရှင်ကြီးရအဲ့နောက်နဲ့တွဲဆိုင်တော့ဘယ်လိုစားလို့ရဒါပေမဲ့ပလိုင်းလာစားကြည့်လိုက်ငယ်ပုံရမ်းငယ်အားလုံးပဲမင်္ဂလာပါ CNA Story ရဲ့ကြိုဆိုပါရစေဒီနေ့ကတော့ချင်းမိုင်ချမ်ဖူက Gate 9 Market ကိုရောက်ရင်ဆန်းကိုဆန်းစားကြည့်တဲ့ဆိုင်လေးကိုခေါ်တော့မှာဖြစ်ပါတယ်ဒီဆိုင်ကတော့သူကကောင်းဝိုင်အုတ်ထုတ်ကိုစောင်းပြီးတော့ရောင်းတဲ့ဝက်လက်ပေါင်းထမင်းဆိုင်ပေါ့နော် International reviewer တွေရော local reviewer တွေကြားမှာပါကောင်းဝိုင် Hadley Shop ဆိုပြီးတော့နာမည်ကြီးနေတဲ့ MBE ရဲ့ဆိုင်ပေါ့နော်ခိုင်းနေရဒီ customer တွေကိုဆွဲဆောင်နေတဲ့နီလန်တစ်မျိုးပဲပေါ့နော် street food တွေကြားထဲမှာကောင်းဝိုင်ဟုတ်လို့ဒီစောင်းပြီးထင်ရှားနေတာမျိုးသွားရ let's go အကြီးတွေပဲတာတော့ဒီဆိုင်ကမီရှယ်လင်းဂိုင်းတွေမှာလည်းပါဦးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီချင်းမိုင်ကြောင်ရိုက်တဲ့ local တွေမှာရောပြီးလို့ရှိရင် international food review video တွေမှာခဏခဏပါဦးတယ်အဲ့တော့ဒီဆိုင်လူတီလည်းများတယ်လူလည်းရှိတယ်အခုဒီနေ့ဆိုလို့ရှိရင်လူတွေအများကြီးပဲဝက်လက်ပေါင်လို့ရဒီအောက်ကဝက်ဥဆုံးရယ်ဝက်လက်ထမင်းပေါင်းတစ်ပွဲဓာတ်ပုံရိုက်ပြီးပြရမယ်ထင်တယ်ဘယ်လိုပြောရမလဲအဲ့လိုပြောရမှာထင်တယ်နော်ဆောင်ရမ်းငယ်ဘိတ်ချင်နေပါဒီတိုင်းတောက်နေတယ်ပေါ့ဒီကဆောင်ရမ်းငယ်ဒါပေမဲ့ခမင်းနဲ့ဆိုင်တော့အဲ့လိုကြီးမဟုတ်ဘူးကွာသူ့ရဲ့ပေးထားတဲ့ဒီမှာကြမ်ဆိုင်ခေါ်လာငါကောင်းတယ်နော်ပြီးငေါ့အချင်းတစ်မျိုးပေးထားတယ်ဟဲ့ငါပြီးရှင်ကြီးရအဲ့နောက်နဲ့တွဲဆိုင်တော့ဘယ်လိုစားလို့ရဒါပေမဲ့ပလိုင်းလာစားကြည့်လိုက်ငယ်ပုံရမ်းငယ်အခုကျွန်တော်ကဝက်ဥနေစားတယ်လို့ဝက်ဥနေမှာထားလိုက်တာပေါ့နော်ဝက်ဥကဤရယ်ညီလည်းမညီဘူးစားလို့ရှင်ပြီးဒါပေမဲ့ဘာဖြစ်လဲဆိုတော့နည်းနည်းလေးတယ်ခမင်းနဲ့စားသူ့အချင်းနဲ့တွဲစားရင်တော့အချင်းပြီးတယ်အခုဝက်လက်ပေါင်းအလုတ်ကမှာတာ100ပေါ့နော်ဒီဟာဆိုလို့ရှိရင်80ဝက်လက်ပေါင်းကခုနလိုပဲနည်းနည်းလေးတယ်ပြီးလို့ရှိရင်အသားတော့တော်တော်နူးညံ့ညံ့နဲ့အီလေးတော့စားလို့ကောင်းတယ်ပုံမှန်ဆိုရင်ဝက်လက်ပေါင်းတွေကကြာညို့အရသာနည်းနည်းပြင်းတတ်တယ်ပေါ့နော်ဒီဆိုင်ကကြာညို့ရတာမပြင်းဘူးအဆက်ဟတ်တယ်လို့ပြောပြရတယ်ဒီဆိုင်ကတော့6ဖူးဂိတ်နိုင်မာကတ်မှာဖွင့်နေတာဆိုတော့သူကညာသေးဖွင့်ချိန်ပေးချိန်တိုင်းပဲညာသေးဖွင့်နေရဖွင့်နေအခုညနေ6နာရီလောက်ကနေစပြီးတော့12နာရီလောက်အထိအဲ့ဒီလောက်ဖွင့်တယ်ဟုတ်ကဲ့ဟုတ်ကဲ့